တော်လိုင်းရဲဘော်တွေဘယ်လိုလုပ်ချင်လဲမဟုတ်လေလိမ့်အောင်မင်းနဲ့ပြီးတက်နာပြီးဦးတို့ပြန်ပေးမှာအခုမကြံကုန်ပြန်ပေးမှာမဆန်ဘူးကွာမင်းကမင်းကဒါတော့တော့ကွာမင်းတို့တော့မဟုတ်ဘူးအဲ့ဒါမဟုတ်အကိုလာမဆက်ရှင်လိုက်ကိုလာမဆက်ရှင်လိုက်နော်တောင်းဝင်နဲ့လာတာကဒီနေ့ကအကိုလည်းတောင်းနေတော့လက်ခံတယ်တို့လည်းဟွာထက်ကမင်းပေးလို့မဟုတ်ဘူးတောင်းဝင်လာပြီးတည်တယ်အခုထုတ်နေတာပါပဲတို့ဒီမဲ့ခဲတယ်ခဲပြတာတည်တယ်ကျွန်တော်ပြည်ပြန်ပေးမယ်လို့ပြောရနော်မဆန်ဘူးကကြီးကရောင်းရမင်းကအခုမှမပေးဘူးတိုင်းတိုင်းကမရှိဘူးလေကကြီးကပြဿနာဖြစ်တဲ့ဖုန်းတွေကိုတိတ်တာမို့ဒီနေ့တရားခံဖုန်းနေတာမင်းတို့နဲ့မဆိုင်ဘူးမင်းတို့လောက်ကိုမင်းတို့လောက်ငါတို့လောက်ကိုငါတို့လောက်တယ်နော်သဘောပေါက်လားဒီကိစ္စမင်းတို့ရှင်းထားတဲ့အလုပ်လားပြောလေလေဒါမှမဟုတ်လားရှင်းထားတဲ့အလုပ်လားအဲ့ဒါတည်းပြောဟာနေဒီတာရဟာအခုကဒါအုပ်ချုပ်ရေးအိမ်လေအုပ်ချုပ်ရေးကိုမင်းပြောရမယ်ကြိုးကြောင်းကကျွန်တော်တို့ဘာကြည့်လို့ဟာဝင်ယူနိုင်ယူနိုင်မလို့လေကျုပ်တို့အကုန်ပြန်ပါကိုရဲဝဲရဲပဲအချင်းချင်းဒီလောက်ကြည့်လဲမလို့အောင်ပါဘူးဆိုင်ဘူးဒါဆိုင်တော့လိုက်တာတန်ရဲ့ဒီတော့ကမင်းတို့ရှင်းထားတဲ့အလုပ်မဟုတ်ဘူးငါရှင်းထားတဲ့တိုက်နေတာဝင်ကလားကွာမကြည့်ရပြစ်တယ်မဟုတ်ဘူးပြည့်ရတယ်ဒါလေးမယ်လို့ဆိုကိုယ်ကကိုလိုတောင်းကမ်းမလာတာဘယ်လိုခေါ်ဒီကောင်ကအဖေရင်းလို့ဟုတ်ကောဟုတ်ရန်နေပြီလို့တောင်းရလိုက်တော့လို့မောရနေကြတာအားကြောက်လို့လာပြီလို့လာပြီခဏလေးလာပြီပြစ်တယ်လုံးရောက်နေပြစ်တယ်လို့ငါမသိတော့ရောက်နေဒူတော့ခိုင်းပါလေဘယ်လိုဒူတော့ဒူတော့ခိုင်းလဲဒီလိုတော့ဆရာကြီးတော့ပြန်မယ်လို့ရှင်းတယ်လားခိုင်းလားဒီတော့ခိုင်းလိုက်ပြလို့ရှိရင်ခရတော့အကုန်လုံးမမဒီတော့ငါတို့မသိလို့ဟုတ်တန်းရနေလားမဟုတ်ဘယ်လိုမဟုတ်တို့တူခိုင်းလို့မဟုတ်ဘယ်လိုမဟုတ်ကိုနဲ့ကိုစုနေလူစုနေလားမဟုတ်လူစုနေလားဟုတ်လူစုနေလားမဟုတ်ရတယ်အရေးထဲမှာရလူစုနေလားရတယ်ထောက်ကြမလို့ရစုနေတယ်လူထိုင်းနေတယ်နော်အေးဆေးပဲရဲဝဲထောက်ကြမလို့အေးဆေးထိုင်းနေလားရတယ်ဒီဘက်လာဒီဘက်အကုန်ဒီဘက်လာဒီကွာဘာတော့တိုက်ကြမယ်ရဒီပါကောင်ဟာဒီလားဟာဆိုကြလောက်တာလေဟာဒီဟာမင်းတို့ကောင်နေအေးစေးပြင်းရှင်းတာကောက်လိုက်မယ်နော်ဟာကြီးလေဟုတ်မြေတော့ဒီနဲ့ကန်နေပဲပြောတာကောက်မယ်ဟဲ့ပါကောင်ကျောင်းကြောက်အော်ရမလို့လေဘာလို့အော်လဲဘာလို့ရနေလိုက်ခင်ဗျဘယ်လိုအဲ့လိုမလုပ်အောင်မလုပ်ဟာရဟုတ်တယ်ဒီကနေ့ဘာလို့ဖြစ်လာလဲညီလေးဟာရဘာမထိုင်မနေဟာဘာမှတော့မဟုတ်ဘူးဒီရရမလို့နေနော်မောက်လာရဟုတ်မောက်လာမလို့ကနေဒီမဲ့တိတ်ကဟဲ့ဘာမှမပေါင်းနိုင်ဘူးဘာတော့ဘာတော့ဘာလို့လဲဘာတော့ဘာတော့နောက်ပါတော့မောက်လာပါတယ်မောက်ထားရပါတယ်ဘုံမောက်လာရတယ်ကွာဘယ်ဘာကောင်ရောဘာကောင်ရောလို့ဒီနောက်တော့ပြုတ်ခွင့်မပါတယ်ဘာကောင်ရောမောက်လာအေးစမောက်လာဟာကမလည်းဟုတ်မလားဘယ်လိုတောင်းရပြီလားအောင်ပြောတိုင်ဝင်ကျုပ်တယ်ဒီရပါရနော်မော်ဘယ်လိုလုပ်တော့ကွာမင်းတို့ကောင်ပြောမယ်ကောင်းကြတော့ခင်ဗျားတို့ခါမပြောနဲ့တောင်းနေတယ်ကျုပ်တို့ပြောနေငါတော့ဘယ်လိုမဆိုင်ပါဟဲ့ဒီကြောက်နေလားဟုတ်တယ်ကျုပ်တို့ဟဲ့ဒီနာကသူရှိရလားဒီဒီမိုင်းနေအောင်ကြီးမင်းဦးလည်းအခုညီပိတ်ခဲ့ပြီလားအဲ့ဒီကောင်းတော့တင်လားလက်တွေကောင်းတော့တင်လားဒီမင်းတို့ဖုန်းနေနဲ့တိုင်ဝမ်နေဖြစ်နေမင်းလားဟဲ့အဲ့ဘောဝင်သားမလဲဘယ်ဘောတော့ဟဲ့ဘယ်ဘောလာတော့ဒီမှာရေးကြည့်တာရှိတာဟမ်ရေးကြည့်တာရှိတာလို့ကောင်းတယ်လက်ကောကောင်းတယ်ဟာရေးကြည့်တာဘောရှိတာဟဲ့
တော့ကကြောက်ကြီးရတော့ပြီလားဟမ်ကျောင်းနေတော့ကထားရမယ်ဆိုပြီလားဒီဒီဟဲ့မျက်လုံးငါတို့မစိုးကြလို့မကြည့် ငါဘာတိုက်နေဟုတ်လားတိုက်နေဟုတ်လား တိုက်နေပါလားငါပြောတိုက်နေတော့တိုက်နေဖုံးစားမင်းတို့ငါရှင်းပါရငါတို့ကခွေးပေါ်တိုင်းလာအောင်မလားလူကတော့ဘာကောင်ထဲတော့အောင်ရဲ့ပြန် ငါမကျဲလို့တော့လည်းမဆုံးဘူး ဟဲ့ဘာလဲကျမကျလို့တိုက်တိုက်လားဟောလာနော်ဘာလဲကျမလာမဆိုးနေကြလားအခုဘယ်မှာပွဲပြောင်းလိလားဟဲ့ဘွဲဖြစ်တာမဖြစ်တာပြောဟောအဲ့ဒါဝင်ကငါကွာဟာသူကငါတိုင်နေကွာတော့ရလဲတိုင်မလို့လားခဏလို့လာရေးပြဒါပေမဲ့ဒီလိုခေါ်တဲ့အဆင်ဟာခဏလို့ပြောခင်ဗျာဒါနေပါရုံလေးလားနေပါမနေပါဒီနေ့ဒီလေးငါတက်ပလိုက် ဒီတရားမမှုကတရားမလည်းရှင်းရတာယူ အခုတော့ဒီမှာလည်းတိုက်နေပါခွဲတာ အော်ပါလို့ရှိအဲ့ဒီမှာဘုရားတို့ကလည်းတရားခံ ဟုတ်တယ်ဗျာငါရှင်းပါချဲလူချဲရဘုံကောင်ပြလားဟုတ်ညလုံးဘာကောင်တော်တိရလားလုံးမရရင်ကြလားကြောက်ကြောက်ဒီမှာထားရတယ်ညလုံးရဲ့ဒီလိုလာနေဆိုတာခဏတော့တပုံလေးကိုမလို့ပါနဲ့ခွေးနေဆိုတော့ ရောက်ပြီရောက်ပြအောင်နော် ညလုံးရဲ့ဟုတ်ပါတော့မကြည့်နိုင်တော့တော့တက်လာပေါ့ကဲမင်းတော့ပါရရတယ်ငါဘာလို့ဖြစ်နေလဲအာကြမပြောနဲ့အေးတော့မယ်ဟုတ်ဘူးငါပြောတာအာကြပြောနေငါပြောတာမင်းနားထောင်ဖို့တော့ဟုတ်လားပြောတာတရားခံဖုံးနေတော့ရကိုတို့ပစ္စည်းကြောက်เสียအောင် ငါတို့ကဘယ်မှာပါဘာမှမလုပ်ဘူးငါလိုခွေးဟောင်းခွေးခေါ်တာဟုတ်လားခဏတော့ခဏပေးတာဘာကောင်းမလဲမမြင်ပါဘူးညာဒီလိုလာလို့ရလားလို့အဲ့မဲ့ဒီကိုရကြီးငါပြောတာတော့အင်းချက် မင်းတို့လည်းလူလည်းမလို့ အခုလူတော့မရှိတာ အားပြည့်စုံတယ် ဘာရင်တော့နှလုံးခွဲရှိတယ်နှလုံးကအကြောင်းကြအရင်အကြောင်းကြငါကြီးဘယ်လိုဝင်ကျင်းလို့ဝင် ပါကဲအဲ့တော့မင်းတို့ဥဒိတ်ဝင်လာပြောတော့ အကြောင်းကြလားအကြောင်းကြလား အကြောင်းကြလားပြော မင်းတို့ကအ ကြောင်းကြလားဘူးကြောင်း ပြီးတော့အကြောင်းကြလား ဥဒိတ်ဝင်ဒီကောင်ဒီဆိုင်မှာနှလုံးပေါအောင်မသိလားရပါတယ်မင်းတို့ကောင်လေးရ မဟုတ်ဘူးပြန်လွတ်လိုက်ညီလေး ဟာအခုလည်းကိုညံနေတော့ကျွန်တော်ကိုမပါအောင်တော့ မဟုတ်ဘူးနော် နှလုံးသားကောင်လုံးမသိလား သိပါတယ်မင်းတို့ ကျွန်တော်ခွဲလို့ဘာမှမလုပ်ချင်ဘူး ငါညီဒီလုံးနေတာနဲ့ငါသိပါတယ် အဲ့တော့ခဏတော့ဘယ်သက်ထားကြပါလား မင်းကမတို့ရဲဘော်တယောက်ကြလာ ကြားလာလို့ကြားလာတော့တိုက်လာလားရဲဘော်တယောက်ကြားလာကြားလာ သိပါတယ် မနေ့ကတော့ကြားလာလိလား ငါလည်းဒီအပြင်မင်းကရောက်ခဲ့တဲ့ငါကြီးဒီမင်းတို့မကြည့်နဲ့တပ်ပ ခ လိုက် ဏတော့တိုက်ပါခဏတော့လေတိုက်ပါခွဲလို့ကျွန်တော်ပြည်ရတဲ့ဒုက္ခရောက်တာသိလား အာငဲ့ ခရီးဝဲလည်းတိုက်ကြည့်ဒီတော့ပဲခံဘလောက်ရှအောင်ခဏတည်းရတော့ ငါစိတ်ဝန်းကွက်တယ်ဆိုတာတော့စကားမပြောနဲ့ငါကြီးငါလုပ်တယ်ငါလုပ်တယ်ဘော အေးအဲ့တော့အခုဒီလေးကိုဘာလို့အားတော့ပြော အဲ့ဒါက လူတတ်ဘူးလားရောက်တာလူတတ်ဘူးလားမဒိဘူးလားမဒိဘူးဆိုရင်တော့လာမှာ ဥသိမ်းဝင်တာမေးကွာအဲ့ဒါဆိုမင်း နောက်တစ်ခါကြောကြောမလုပ်နဲ့ကြလား မင်းတို့ရွာရဲ့ခေါင်းဆောင်တာမေး ကြလားဟုတ်ကဲ့ကြလား တော့မရင်တော့တင်စစ်ခိုင်းရတယ် ဟေး ခဏတော့မရင်တော့လေတင်စစ် နောက်တစ်ခါ နှလုံးငါကြီးဘယ်လိုလုပ်အခုလမ်းပေါ်လို့မရှိလာမှာဟုတ်ကဲ့ ဒီဘက်ကဘာလို့လာတော့နေကြကြည့်နာလာကကြည့်နာမဟုတ်သေဘောနေကြလားဒီဘက်မှာတော့ကြော အာကတ်ချာဒီလေး အေးနောက်တစ်ခါအချိန်လေးချိန်ကကြည့်မောင်းဘာလုံးလုံးတော့မေးနရင်ဝဲလွှမ်းမယ်ခွေးတိုင်းတော့ခမလို့ကောင်မျိုးတွေကောင်တပ်လိုက်လို့ရတယ်ခွေးတောင်တရဲတဲ့ကောင်တွေ ဘိုးဘူးကညီလေးငါပြောတာငါထောင်ဆောင်အေးစေးပြော ပြောရပြော ဒီလိုပြောရင်တော့ရပြတ်တယ်ဖြစ်တယ်နော် အေး မင်းတို့ဒီရွာမှာဥသိမ်းဝင်ကရှင်းမရဘူးရှင်းမဲ့တော့တိုက်နေတောင်ကဆိုတော့ငါရှင်းတယ်အဲ့ဒါကိုသူတို့ကိုတဘောတူလက်မှတ်ထိုးသွားတယ်နော် အေး ထိုးတော့အဖြတ်မခံတာတဲ့ကွာကဲ အေး မင်းတို့လည်းစဉ်းစားလေးရတာ စဉ်းစားမယ်ဒါတော့ဒီကလူကြီးတွေဘယ်နှယောက်ပါအောင်ပြော အာဥသိမ်းဝင်ပါတယ်ဥလူလာပါတယ်အဓိကကောင်2ယောက်ပဲပြောမှာ အဓိကကောင်2ယောက်စကုံးခွဲအဓိကမဟုတ်ဘူးလားစကုံးခွဲအဓိကမဟုတ်ဘူးလားဟောဒီ ဟုတ်တယ်ဒီလေးတိုက်နေပါရောက်တယ် တိုက်နေကောင်းတယ် ဘာလို့ဝင်လာပြီဘာလို့ဝင်လာပြီလေဒီတော့ ဟောတော့ဝင်လာပြီနော် လေးပို့တယ်ခင်ဗျာလေးပို့လား ဘယ်မဟုတ် လေး လား ပို့တယ်ပို့တယ် အခုကပေါ်လာတော့ ဟောဒီမှာပြည့်ချက်လားမသိဘူးလား ညတော့ဘာတော့ပစ္စည်းလေးတော့နဲ့လာဆိုဘာတော့ဖိုက်တိုင်တော့ပေါ့ မိုင်းကလောက်တာလည်းမဟုတ်ပါဘူးမင်း ကျွန်တော်တစ်စိတ်ကနော်ခွင့်ရတရားတော့ကျွန်တော်ဘယ်တော့ဖိုက်တာကောင်းနေဒီလားညောက်လောက်လေးနဲ့လာခဲ့တက်တောင်လာခဲ့ ငါညီဒီလောက်တာကိုနောင်တော်က အခုစဉ်းစားကြည့်တဲတဲ့ကြောင်လို့ဆိုတာထား ဒါမဲ့တာဝန်နဲ့ဝတရားကြောင့်ဒီလိုကြောင့်ဒီလိုလာတော့ဟုတ်ပါလာတယ်ကွာမင်းတို့ဘွဲကိုကြတော့ကဲငါတို့ကတကယ်ထားလို့ပို့မိတာအမှန် ဟိုပြောလုံးလုံးမင်းတို့ငါပြောသိတယ်ပြီလား ခိုင်းပိတ်လား ပိတ်တာ ပိတ်လား ဟုတ်ကဲ့အနာကြည့်လား
ဒီလုံးလားမျက်လုံးမငါ့ကိုမမတ်မိတော့ပြည့်ရှင်းပြည့်ခွာညီလေးခဲ့တာ ဒါထား ဟောနဲ့တော်ကြီးတိတ်နေပြီနော် ဟုတ်ပါဘူးပါ ပါပါဟုတ်တော့ အဲ့ဒါချိန်မှလည်းကုန်တော်လာမှာပဲ အားချောင်းရပြီလား အားချောင်းရင် ဟောမူငါကြီး အားချောင်းရပြီဟဲ့ကြောက်ပြောဘာဖြစ်လဲပြောဘာဖြစ်နေအောင်ပြောဒီလိုဓာတ်တွေလို့ခင်ဗျားတို့ဒီပုံစံနေမဟုတ်ဘူးနော်ဒီလိုရှင်းရှင်းလို့တော့ဒီပုံစံမဟုတ်ဘူးနော်ပြန်တော့တဲ့ညလုံးပါကောင်းနေဆိုတာနော်ရလား အာညီလေးရမင်းလုံးတော်ပြောတာနောက်ထောင်မင်းတို့ကောင်းလေး လောင်တော်တော့မထဲနဲ့ ခေါင်းလေးမပြောနဲ့ ခင်ဗျားတို့နေကြတဲ့ခိုင်းရတာလည်းကောင်းနေပြီလား ငါတို့က ခင်ဗျားတို့ဒါတွေကျုပ်ကစီးပွားမှာဆိုဘာမှမပြောခဲ့တာတောင်းမမတင်းနေခိုးတာခင်ဗျားတိလားဘိုးနေတက်တောင်းတာခင်ဗျားတိလား အဲ့ဒါတော့သိတယ် မိကတက်ထောင်းလာတိလား ငါကိုယ်တိုင်မလုပ်ဘူး ဘိုးကလည်းငလုံးအရင်ရှိတယ်ပြော လိုက်ရလိုက်ရှင်လေခင်ဗျားလည်းတိုက်နေရဆိုတိုက်နေရဆိုလိုက်ရှင်လေ နော် ဒင်းပေးလေဒီနေ့ ဟုတ်တယ်မလား ဘုကမင်းတို့ကဓမြနဲ့ထိုင်လို့လို့ပါတော့ အရက်နေတောက်လာပြီးဖြည့်ရှင်းလာပါ အော်ငါကြီးရ အရက်တောက်လာပြီးဖြည့်ရှင်းလာလားအရက်နေတောက်လာပြီးဖြည့်ရှင်းလာပါ အော်ငါကြီးရ အရက်တောက်လာပြီးဖြည့်ရှင်းလာတာဟုတ် မဟုတ်ဘူးရ ဒီလူတွေပဲကြည့်လိုက်နော်အရက်တောက်လာပြီးဖြည့်ရှင်းလာတဲ့ ရက်တော့မှပြောဘာပြတာအခုကအ ရက်တောက်ပြီးဘာဖြည့်ရှင်းလာလဲ မဟုတ်ဘူးညီလေး ဒါမင်းတို့ကစော်ကားနေ အရက်တောက်ပြီးဘာဖြည့်ရှင်းလာ တော့မှုဘာဖြစ်နေလဲဆိုမင်းတို့ဘာလို့ကွဲမိတာ ဟဲ့နေခွဲမလို့ခွဲဟဲ့နေမတောက်နဲ့တော့ ဒီလိုတဲ့တိုင်းဘုမပါနဲ့ဘာမဟုတ်တာဟုတ်လားဘာမဟုတ်တာဟုတ်လားဘာမှမလုပ်ပါဘူးဘုနာမဆိုင်တဲ့လူဘာမဟုတ်လား ဘာထိုင်လို့ဝုန်းခါတော့ဟုတ်လားဒီတော့တိုက်ခွဲနေလိုက်တာ အဲ့ကနေလေးဟာ လက်လုံးတွေမကိုင်ဘူးအစ်စ်တွေပဲယူမှာလို့ လာငါငါ လက်လုံးတွေခါကြတယ် ဒါအဲ့တော့မယ်ဟုတ် ဟုတ်တာ ဟုတ်တယ်ဟောငေါ့တာခွဲမှာတော့အနောက်မှာတော့ မကြည့်ရတော့ကြည့်လို့တော့ကတော့မဟုတ်ဘူး လာငါကြီး နှလုံးကပြောပြီးမှလုပ်တာ လာညလို့ဟိုလာ ပြောနှလုံးပါကောင်းလို့ဆိုတာခဏကြည့်ရနော်နောက်တော့တော့ထားပြီးလာအောင်မသိလား မင်းလည်းငါကြောင်းတည်တယ်ငါလည်းမေးကြောင်းတည်တယ် ညလုံး ပြောမင်းတို့အဲ့ရည် ဆက်လို့ရရင်မရရင်အစားတောင်းငန်းဆက်လို့ရမယ်ခေါင်းကငါတို့ပြည့်တယ်ဟုတ်ရတယ်ငါပြီဆက်လို့ချင်းလို့ရအဲ့ဒါဟို ခါနေလိုက်တာထွက်နေလိုက်ထွက် ခုကပဲ ဘယ်လိုလုပ်လို့ရလားဘယ်လိုခံရရကျိုးကတဲတွေလားခါလို့ခိုင်းတော့မသိဘယ်ဖေးကောလို့ကောင်းတာမသိဘူး အေးစီဆွေဖြည့်ရှင်းတာပါမျက်လုံးရ အဲတေးဖေးချင်းမလို့ခဏတော့လူလိုနားလေလို့တို့တပတ်ဆိုရလိခေါနားထောင် ဒါမဲ့အဲ့ဒါဝင်းစင်းနဲ့တို့ပြောရဲ့ ဒီမှာမကူရှိလားမျက်လုံး ချိုးရမှုကိုတော့တော့လာတာမင်းတို့မပြော နောက်တော့ဆိုတော့မတုံးနဲ့နောက်တော့တွေမတုံးနဲ့မကြိုက်ဘူးတို့အဲ့လိုမတုံးနဲ့မကြိုက်ဘူး ရတော့ရင်နော် အေးပါလာငါကြီးလာငါ ညလုံးဘယ်နဲ့ချိန်ရှိလုံးကြည့်နေတာခင်ဗျားတို့ထက်လူကြည့်လို့ကျွန်တော်ပြောထားတယ် ဒါပေမဲ့မင်းတို့တော့ပါငါကြည့်ရနောင်တို့ကမောက်တယ်ဆိုရင် မမီလိုက်လို့ရ အဲ့ဒီကိစ္စဖြေရှင်းတော့အရက်တော့ပြီးဖြေရှင်းလို့ရတာအရက်တော့တဲ့လူကအမပါတာလည်းမပါတော့တိတ်ချက်ကိုမေးကြည့်လို့ရဒီလိုမေးကြည့်လို့ရ ဘူးညီလေးအေးစီပြောနောင်တို့လည်းအဲ့တော့မူထားတာတော့မဟုတ်ဘူး အေး ဒါပေမဲ့ ရက်တော့တဲ့လူကြည့်လို့ရ ငါတောင်းဝဲမင်းတို့တောင်းဝဲမင်းတို့ဟုတ်ပြီငါတို့မ ခဏတော့တောင်းကိုလက်ခံတယ် အဲ အခုထားတော့ဒါကျွန်တော်တို့ကဒီရွာမှာရေးထားတာလေ အေး နော်ခင်ဗျားတို့ကဖမ်းသွားပါပြီတဲ့ပြည်သူကဒီကောင်လာခေါင်းမှမယူဘူးတို့တော့ကျတော့သူတို့ကတို့ချီလာတော့တို့တော့ဘယ်လိုဘာအောင်ပြရမှာလဲ အေးပါ ဒီအခွဲကဖမ်းသွားတော့တို့တော့ဘယ်လိုပြရမှာလဲ မင်းတို့ဖွဲ့ ဒီလိုလားပတ်တယ်ငါကြီးဆိုပြန် ဆိုင် လာ တယ် တယ် ငါတိပါတယ် ဟာလေကိုကတော့ဟာလေငါတို့က မကြီးရ ဘယ်သူမှတော့တယ်ကွာတော့မှတ်တော့တယ်ငါကြီးဒါပေမဲ့ငါတို့ကမျက်မှန်ဆက်တယ်ကိုဖုန်းနာမယ်ငါတို့ကမရှိပဲဖြစ်နေတာအဲ့လို ယောက်ျားထိုင်းလို့ရတယ်သူတို့တော့မယ်လာပြောကြသွားပြောလို့ပြောလို့ရဒီလိုရှင်းတယ် မင်းတို့မပြောတာကြောင့်ငါတို့ကဘာတတ်နေမှာလို့ကမကြီးရ အဲ့လိုလာချင်လို့ချင်တိုင်းလို့လာချင်တိုင်းလာ ဒီကဝဲမဲ့ဆိုရင်မျက်လုံးရှိရလေလာပြီးမျက်လုံးလည်းဝင်ပြောအောင်လေ အဲ့ဒါ ရတော့ဘာတော့နောက်တိုင်းမကောတော့ဘာနေနေ ပြောနေပြော အေးပါဒါတော့မင်းတို့အမြင်ပါမင်းတို့လည်းကိုယ်လုပ်ကိုလုပ်တာငါလည်းငါလုပ်ငါလုပ်တာဒါပဲဒါလူတိုင်းကသူကတောင်းဝန်ကိုဒီနာလုပ်နေကြတာပါ ဒါလေးကိုတိတ်ခလိုက်မယ်15ရက်နေလာရွေးလက်တမှုတမကမကြတရားဘူးနော်လက်လောက်ခံရတော့ယူသွားအစ်စ်ပဲယူမှာသူကအစ်စ်ပဲတုံးတာ ငါကြီးပြောမယ် တို့လိုက်ဆွေးကမနေနဲ့ယူသွား အဲ့ဒါက အဲ့ရတင်းငယ်ရတင်းငယ် စိုက်တဲ့ကောင်တက်ခဲလို့ကအိုင်ဝဲလိုက် ညလုံးညလုံးညလုံးပြ လာကြည့်လိုက်ကျွန်တော်ကြီးလည်းဒီကျင်းလိုက်မလို့တရားတာပဲ ဘုံညီလေး ကျောင်းကဆွေးကမနေနဲ့ နော် ဟိုမမစင်းနေ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 ဒီမှာကြည့်မတော့ပါတော့ပါတော့ကြည့်ပြီးပြီးပြီး ဒီလိုရအောင်မင်းတို့ကောင်းလေးရလေ အင်းတော်တော်လို့ ကြည့်စင်းသားယူမှယူရလားစင်းသား တချို့အရာတွေကမင်းတို့ဒီကပိုင်တိကုန်းဒီပုံကညီကိုလေးပါမင်းတို့လည်းမင်းတို့လည်းဟုတ်တယ် ဒီကိုလိုနေတာကိုတို့ ဒါပေမဲ့နောင်တော်မရင်အဖွဲကိုစားငါတော့မှလဲဥတိမ်ဝင်ကိုတော့ချိတ်တယ်ငါကြီး အေး သူတို့က
မင်းတို့ဖုန်းတယ်အခုတော့ဖုန်းလိုင်းကလည်းပြနေရလေ ထိတ်ရုံတွားတာကိုတည်တယ် အဲ့ကအခုကဘာကိစ္စနဲ့မှပြောတော့မဟုတ်တော့ကျုပ်ရောလာပြီးတော့ဝင်တိုင်းဝင်ဖက်တိုင်းထွက်လို့လုပ်တာနော်ဆိုစလာမထားလို့လုပ်တာ